ထာဝရမှတ်တမ်းတင် dinner တစ်ခုမှာ billion ထောင်နဲ့ချီတန်တဲ့လူတွေအားလုံးစုပေါင်းပြီးတော့ထိုင်ပြီးတော့ US president နဲ့ထမင်းစားခဲ့တယ်ဆိုရင်တေယုံလားစက်တင်ဘာ4ရက်နေ့2025ခုနှစ်မှာ dinner ကို president Trump ကနေပြီးတော့33ယောက် Silicon Tech leaders တွေကိုခေါ်ပြီးတော့သူ dinner တစ်ခုစားခဲ့ပါတယ်အဲ့ဒီ dinner မှာဆိုလို့ရှိရင်သူတို့က AI ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ US မှာသူတို့ဘယ်လိုလာပြီးတော့ investment လာလုပ်မလဲဆိုတာကို question ထုတ်ခဲ့ပါတယ်စာဝတ်တစ်ခုလုံးကြီးကတနိုင်ငံလုံးရဲ့ GDP တက်များတယ် Meta President Mark Zuckerberg ကလေ US ထဲကို600 billion လောက်ကိုသူက investment လုပ်မယ်ပြောပါတယ်ဘာ investment လုပ်မယ်ဆိုသူ data center စောက်မယ်ဆိုပြီးတော့သူအဲ့ဒီ meeting မှာ Trump ကိုသူပြောခဲ့ပါတယ်နောက်တစ်ယောက်က Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကလည်း600 billion လောက်ကိုဒီ US ထဲမှာလာပြီးတော့လုံးမယ်ဆိုတဲ့အကြောင်းပြောပါတယ်ဒီ Apple ကတော်များများ production လုပ်တဲ့ဥစ္စာတွေက China မှာသူကဖုန်းတွေကိုproduction လုပ်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ Trump ကနေပြီးတော့ဒီလိုလုပ်တဲ့ဥစ္စာကိုသူက tariff တွေနဲ့သူက stop လုပ်လိုက်တာဖြစ်ပါတယ် whole meeting ရဲ့ agenda purpose ကဘာလဲဆိုလို့ရှိရင် Trump ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင် American ကို AI ရဲ့ global center တခုကိုဖြစ်ချင်တာပါအဲ့ဒီအတွက်ကြောင့်မို့ဒီအခုဖြစ်နေတဲ့ဒီ AI leaders တွေအားလုံးကိုသူကစုခေါ်ပြီးတော့ US မှာပဲထပ်ပြီးတော့ investment လုပ်ခိုင်းတယ် US ကနေပြီးတော့ AI ကို global center ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့သူ့ရဲ့ goal ဖြစ်ပါတယ်ဒီ meeting ထဲမှာတော့ Elon Musk နဲ့ Jeff Bezos တို့ကတော့မတက်ပါဘူး Elon Musk ကအခု lawsuit တွေကိုလုပ်နေရလို့ကြားပါတယ် Apple နဲ့လည်းသူ lawsuit လုပ်နေရလို့ကြားတယ် OpenAI ကိုလည်းသူ lawsuit လုပ်နေရလို့ကြားပါတယ်ဒါဆိုရင်ဒီ dinner က American က AI global ဥဆောင်မှုတစ်ခုဖြစ်သွားမလားဒါမှမဟုတ်လို့ရှိရင်ဒါက tech နဲ့ politician တွေပေါင်းပြီးတော့လုပ်တယ်ဒါကနိုင်ငံရေးကိစ္စတစ်ခုလားသိချာတော့မသိပါဘူး English လို့ part 2 မှာဆိုလို့ရှိရင်ဘလူတွေတက်ရောက်လဲပြီးလို့ရှိရင်နောက်ဘာတွေဆက်ဖြစ်လဲ US ကိုဘာတွေထပ်ပြီးတော့ effect တွေဖြစ်နိုင်လဲ AI ခက်ကဘယ်လိုဖြစ်သွားမလဲဆိုတာကိုဆက်ပြီးဆွေးနွေးပါမယ်